video တွေရိုက်ဖို့ vlog တွေရိုက်ဖို့အတွက်ဘာ idea မှစဉ်းစားလို့မရတော့ဘူးဆိုရင်မို့ဘာတွေလုပ်လဲဆိုတာဒီ video မှာပြောပြမယ် idea blog ဖြစ်တဲ့နေ့တွေလားတေချာပါအောင်မို့လို့ content creator တွေခဏကြုံရတာပေါ့အဲ့လိုအချိန်ဆိုမို့ကဘာကိုမှမစဉ်းစားတော့ဘဲနဲ့ကိုယ်စိတ်ကြိုက်အလှပြင်ပလိုက်တယ်တေချာပေါက်လောက်ကမှာကောင်းကောင်းစားပါကောင်းကောင်းနာပါ idea ပေါ်လာအောင်လို့မိုးကတော့ရိုက်ထားတဲ့ပုံတွေကို edit လုပ်ပါတယ် Samsung ရဲ့ Galaxy AI က edit လုပ်ကြတာအရန်လွယ်တယ်လေပြီးတော့ idea ရအောင်ဒီလိုပဲမေးလိုက်တယ် Hi Bispy, can you tell me about TikTok videos ideas? 16 proven TikTok video ideas with examples. First, create an ASMR TikTok video. Second, stitch a popular TikTok video. Third, create a duet video on TikTok. ဒါဆိုရင်တော့အနားယူပြီးသားလေးဖြစ်တဲ့ idea တစ်တွေလေးပေါ်လာပါမယ်ဒီလိုမျိုး Galaxy AI နဲ့ vlog ချင်တယ်ဆိုရင်တော့ Samsung ရဲ့နောက်ဆုံးထွက် S25 Ultra ကိုလက်ဆောင်ရမယ့်ခွင့်ရရှိနေရနော် short video လေးတွေရိုက်တင်ရုံနဲ့ Samsung ရဲ့ S25 Ultra ကိုရမှာနော် content creator တွေဓာတ်ပုံရိုက်ကြတာ video ရိုက်ကြတာကြိုက်တဲ့သူတွေအားလုံးပါဝင်သင့်ပါတယ်ဆိုတော့အသေးသေးဖတ်ဖို့ link ကိုတော့ comment မှာထည့်ပေးထားမယ်မိုးကတော့ idea အသစ်တွေနဲ့ motivated ဖြစ်သွားပြီဆိုတော့နောက်ထပ် TikTok တွေမှာပြန်တွေ့မယ် bye